မင်္ဂလာပါဒီ comment ပိုင်ရှင်လေးမေးထားတာလေးကိုဖြည့်ပေးခြင်းပါတယ်ဆေးရုံနဲ့ဂေဟာခိုက်ကောပေါ့နော်တက်ကြီးဆောက်ရှောက်ရေးမှာဆေးရုံနဲ့ဂေဟာဘယ်ဟာပို့ပြီးစိတ်ပင်ပန်းရလဲလို့မေးထားရပေါ့နော်မေးချမိတာကကြတော့ဆေးရုံနဲ့ဂေဟာဘိုင်းမှာဆိုလို့ရှင်ပေါ့နော်ဂေဟာမှာလောက်တဲ့တငယ်ချင်းနေစီကနေကြားမိတာကကြတော့စကားပြောနိုင်တဲ့အဖိုးဖွားတွေကပုံများတယ်ပေါ့နော်ဂေဟာဘက်အပိုင်းမှာကြတော့အဲ့တော့ကြတော့အဖိုးဖွားတွေစီကနေပြီးတော့ဟိုဟာလေးယူပေးပါအောင်လို့ဟိုဟာလေးလုပ်ပေးပါအောင်လို့အဲ့လိုမျိုးအပိုင်းလေးတွေကပုံများတဲ့အတွက်ကိုမေးအနေနဲ့ကတော့ဂေဟာဘိုင်းကပို့ပြီးစိတ်ပင်ပန်းရတယ်လို့ထင်ပါတယ်ဒါပေမဲ့ဂေဟာမတူတဲ့အပေါ်မှာကွာခြားချက်ကလေးရောရှိနိုင်ပါတယ်နေလောက်ခဲ့တဲ့ဆေးရုံအပိုင်းကကြတော့ပေါ့နော်ဂေဟာမှာနေလို့မရတော့တဲ့ဖိုးဖွားမျိုးတွေပေါ့နော်လုံးဝအိပ်ရတဲ့လဲသွားတဲ့နောက်ဆုံးအဆင့်အဖိုးဖွားမျိုးတွေလာတက်ကြတာဖြစ်တဲ့အတွက်ကိုသူ့ရဲ့ system ပေါ့နော်သူ့ရဲ့အလုပ်ဘယ်ချိန်မှာဘာလုပ်လို့ရမယ်ဘယ်ချိန်မှာဘာအလုပ်လုပ်ရမယ်ဆိုတော့သူ့ရဲ့ system အတိုင်းသွားရတာနေ့တိုင်းအဲ့လို system အတိုင်းသွားရတာဖြစ်တဲ့အတွက်ကိုမေ့ထင်တော့ဆေးရုံပိုင်းကတော့လူပို့ပြီးပြင်ပန်းရမယ်ပေါ့နော်ဒါပေမဲ့ဆေးရုံအချင်းချင်းတော့မတူဘူးပေါ့နော်ကွာတော့ကွာခြားနိုင်တယ်ပေါ့မေလောက်ခဲ့တဲ့ဆေးရုံနဲ့ဟိုမှာတခြားလူလောက်တဲ့ဆေးရုံနဲ့ကွာကောင်းကွာနိုင်ပါတယ်မေတို့လောက်ခဲ့တဲ့ဆေးရုံမှာဆိုလို့ရှိရင်နောက်ဆုံးအဆင့်ပေါ့နော်အဲ့ရတယ်လုံးဝလဲနေတဲ့အဖိုးဖွားတွေပဲရှိတဲ့အတွက်ကိုအင်ကြီးလဲတာမှအစားအရက်ကင်းလဲပေးတာမှအစားနောက်ဆုံးအဆုံးစုံပေါ့နော်သူတို့ဆုံးသွားတယ်ဆိုလို့ရှိရင်အတုပအခမ်းအနားပြင်ပေးတဲ့အထိပါလုပ်ပေးရတယ်ပေါ့နော်အကုန်အစားအဆုံးလုပ်ပေးရတာဖြစ်ပါတယ်ဆေးရုံတွေကနေ့တိုင်းနေ့ပါလူသေးတာမျိုးတွေရှိရပေါ့နော်တခါတလေတချို့ရက်တွေဆိုလို့ရှိရင်ဗျိုင်တူပေါ့နော်2ယောက်3ယောက်ဆုံးသွားတဲ့ရံမျိုးတွေတောင်ရှိပါတယ်ဒါကမေးဌာနတစ်ခုကိုပဲပြောတာပေါ့နော်တခြားဌာနမေးတို့ဆေးရုံမှာရှိတဲ့တခြားဌာနတွေမပါသေးဘူးမေးဌာနတစ်ခုပဲကိုပြောပြတာဖြစ်ပါတယ်အဖိုးဖွားတဲ့ရပေါ့နော်တရားရောက်ဆုံးသွားပြီဆိုလို့ရှိရင်ကိုတယောက်ထဲကပဲဝင်ပြီးတော့အတုပအခမ်းအနားပြင်ပေးရတာမျိုးတွေရှိပါတယ်အဲ့လိုမျိုးလုံနိုင်မှာပဲ OT တွေညာဆိုင်တွေရတာဖြစ်ပါတယ်တခါတလေပေါ့နော်ကိုဝင်တဲ့ညာဆိုင်တွေမှာအဖိုးဖွားတဲ့ရတရားရောက်ဆုံးသွားပြီဆိုလို့ရှိရင်ပေါ့နော် NASMA ကျတော့သူ့ဘက်ကအပိုင်းပေါ့နော်အောက်ဆီဂျင်ဆက်ဖြုတ်တာမျိုးတွေပြီးရင်နှလုံးခုန်ဆက်ဖြုတ်တာမျိုးတွေပေါ့နော်အပ်ဖြုတ်တာမျိုးတွေသူ့ဘက်ကလိုအပ်တဲ့အပိုင်းမျိုးတွေကိုသူကလောက်တာဖြစ်ပါတယ်ကိုကကျတော့ကြံခဲ့တဲ့အပိုင်းမျိုးတွေပေါ့နော်အဝေစားလဲပေးတာမျိုးတွေရေဘက်တိုက်ပေးတာမျိုးတွေပေါ့နော်အတုပအခမ်းအနားပြင်ပေးတာမျိုးတွေကိုခိုက်ကော်တွေကလောက်ကြတာဖြစ်ပါတယ်အဲ့လိုအချိန်မျိုးမှာပေါ့နော် NASMA နဲ့ကိုနဲ့2ယောက်တည်းရှိတာဖြစ်တဲ့အတွက်ကို2ယောက်လုံးအလုံးရှုံနေတာဖြစ်တဲ့အတွက်ကိုမြန်မြန်ဆန်ဆန် communicate လုပ်နိုင်မှုကအရင်အရေးကြီးပါတယ်ပေါ့နော်အဲ့ဒီအတွက်ကိုခိုင်းကော်တွေအနေနဲ့ဘာသာစကားကျွမ်းကျင်မှုဂျပန်ဘာသာစကားကျွမ်းကျင်မှုကအရင်အဓိကကြပါတယ်ပေါ့နော်မေကိုတခြားမေးချင်တာရှိလို့ရှင်လဲအောက်က comment မှာမေးသွားလို့ရပါတယ်မေအတက်နိုင်ဆုံးပြန်ဖြည့်ပေးနေပါတယ်ကျေးဇူးတင်ပါတယ်